မင်းကိုအားနည်းစေတဲ့အရာမှန်သမျှစီကနေရုံထွက်ပါအဆက်အသွယ်ဖြတ်ပါဆိုတဲ့သဘောတရားဟာကိုယ့်ရဲ့စိတ်ဆွမ်းအင်ရုပ်ပိုင်းဆိုင်ရာအင်အားနဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကိုယိုဖိတ်စေတဲ့အရာတွေစီကနေတတိရှိရှိနဲ့ခွာပြက်လိုက်ခြင်း emotional energetic detachment ကိုဆိုလိုတာဖြစ်ပါတယ်။ဒီလမ်းစဉ်ဟာကိုပြန်လည်မွေးဖွားခြင်းနဲ့ self mastery မိမိကိုယ်ကိုအုပ်စိုးနိုင်ခြင်းရဲ့အခြေခံအကျဆုံးလျှို့ဝှက်ချက်တစ်ခုလည်းဖြစ်ပါတယ်။မင်းကိုအားနည်းစေတဲ့အရာတွေကဘာတွေလဲ။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတိစိတ်ကြောင့်ဖြစ်စေမတိစိတ်ကြောင့်ဖြစ်စေစွမ်းအင်တွေကိုစုပ်ယူပြီးအားနည်းစေတဲ့အရာတွေကိုကဏ္ဍအလိုက်ခွဲခြားနိုင်ပါတယ်။ Energy vampires စွမ်းအင်စုပ်ယူသူများသူတို့နဲ့စကားပြောပြီးတိုင်းအတူရှိပြီးတိုင်းစိတ်ညစ်ညူးရတာအားအင်ကုန်ခန်းသွားတာမျိုးခံစားရစေတဲ့အစိတ်အတောက်ဖြစ်စေသူများ toxic people pleasure traps ခဏတာယာမှုထောင်ချောက်များအချိန်တိုအတွင်း dopamine တာယာမှုဟော်မုန်းအလွန်အကျွံပေးပြီးရေရှည်မှာစိတ်ဓာတ်နဲ့ယောက်ျားပိတာတဲ့စွမ်းအင် masculine energy ကိုပျက်စီးစေတဲ့အရာများဥပမာ pornography ကြည့်ခြင်းအလွန်အကျွံအာသာဖြည့်ခြင်း social media ဆွဲလန်းခြင်း negative mindset အဖျက်သဘောဆောင်သောအတွေးများအတိတ်ကအမှားတွေအတွက်နောက်တရနေခြင်းသူတစ်ပါးရဲ့အမြင်ကိုအလွန်မင်းဂရုစိုက်ခြင်းနဲ့ကိုတန်တရားဝင်ခြင်း self doubt over emotional attachment ခံစားချက်နောက်အလွန်မင်းလိုက်ခြင်းကိုမထိန်ချုပ်နိုင်တဲ့အခြေအနေတွေမပြောင်းလဲနိုင်တဲ့လူတွေပေါ်မှာစိတ်ခံစားချက်အလွန်အကျွံရင်းနှီးပြီးစိတ်ဆင်းရဲခံနေခြင်း detachment ရုံထွက်ခြင်းကိုဘယ်လိုလုပ်မလဲ detachment ဆိုတာလူမုန်းတီးတာဒါမှမဟုတ်ဘဝကိုအရှုံးပေးလိုက်တာမဟုတ်ပါဘူးငါရဲ့ငြိမ်းချမ်းမှုနဲ့စွမ်းအင်ကိုဘယ်ရာကိုမှအလားအသအကုန်မခံတော့ဘူးဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်အသိစိတ်ကိုဗဟိုပြုခြင်း mindfulness တခုခုကိုတုံ့ပြန်တဲ့နေရာမှာခံစားချက်ပြင်းပြင်းထန်ထန်နဲ့မတုံ့ပြန်ပဲစိတ်ကိုတည်ငြိမ်အေးစက်တဲ့ရေပြင်လိုထားရှိခြင်း motion no mind တဲ့အခြေအနေကိုလေ့ကျင့်ပါပြဿနာတစ်ခုဖြစ်လာရင်စိတ်ထဲကနေခက်ခွာကနေကြည့်ပါစွမ်းအင်စီးဝိုင်းတားခြင်း aura protection မကောင်းတဲ့စွမ်းအင်တွေအစိတ်တောက်စကလုံးတွေကိုယ်စီစီးဝင်မလာအောင်စိတ်ထဲကနေခံတိုင်း shield တစ်ခုတိဆောက်ထားပါတစ်ဖက်လူကဘလောက်ပဲရန်စပါစေအဲ့ဒီအစိတ်တွေကကိုယ့်ရဲ့အတွင်းစိတ်ကိုမထိခိုက်နိုင်စေရပါဘူးစီကြခြင်း setting boundaries ကိုအားနည်းစေမဲ့အရာတွေလူတွေကိုဟင်းအင်းလို့ပြက်ပြက်တသားညင်းဆိုတက်ရပါမယ်လိုအပ်ရင်တိကျခွဲနေထိုင်ခြင်း isolation ကိုအသုံးပြုပြီးကိုယ့်ရဲ့စွမ်းအင်တွေကိုပြန်လည်ဖြည့်တင်း recharge ရပါမယ်အရာရာကနေခွာပြက်လိုက်ခြင်းရဲ့ရလဒ်များမင်းကိုအားနည်းစေတဲ့အရာတွေကိုလက်လွတ်လိုက်တဲ့အခါမင်းရဲ့စစ်မှန်တဲ့အင်အားကနိုးထလာလိမ့်မယ် focus and flow state ရရှိခြင်းအာယုံနောက်ဆရာတွေမရှိတော့တဲ့အတွက်ကိုလှုပ်ဆရာရှိတဲ့အလုပ်ဥပမာလေ့လာမှုအလုပ်ကိုင်ကိုပိုင် project များအပေါ်မှာအပြည့်အဝအာယုံစိုက်နိုင်စွမ်း flow state တက်လာပါမယ် mental toughness စိတ်သက်ကြံ့ခိုင်မှုဘာကိစ္စပဲဖြစ်ဖြစ်စိတ်လှုပ်ရှားမသွားပဲလောကဓာတ်ကိုကြံ့ကြံ့ခံနိုင်သူတယောက်လိုတည်ငြိမ်ရင်းကျက်လာပါမယ် vibration မြင့်မားလာခြင်းမကောင်းတဲ့အညစ်အကြေးတွေလွင့်စင်သွားတဲ့အတွက်ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့အရှိန်အဝါဆက်ကွင်းကတန့်စင်လာပြီးကောင်းမွန်တဲ့ဆွဲဆောင်မှုစွမ်းအားတွေပိုမိုအားကောင်းလာပါလိမ့်မယ်ဘဝမှာပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်နဲ့စိတ်အေးချမ်းမှုကိုလိုချင်ရင်ပေါင်းထည့်ခြင်းထက်နှုတ်ပယ်ခြင်းကပိုအရေးကြီးပါတယ်မင်းကိုလေးလံစေတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုအခုပဲစတင်ချပစ်လိုက်ပါ